ချစ်ရတဲ့ပြည်သူကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာအခုမြင်ခွင့်ရတော့ဒါဇလွန်ဖျားပွဲဖြစ်ပါတယ်ခင်ဗျဘိုးမှာချားရရဟတ်တွေနဲ့ပြီးရင်ပြောဤကစားကွင်းတွေအားလုံးရှိပါတယ်ခင်ဗျဒီမတန်းမှာလွမ်းမိုးဝယ်ရလေးပေါ့ဗျာကျွန်တော်မြန်မာတလေးပွဲကင်းကြီးကိုလိုက်ပါကြည့်ရှုကြပါဦးခင်ဗျရှောက်သွားတယ်စေကန်တွေကိုတွေ့တယ်ချက်ပြပါတယ်ပြီးရင်ဟိုပြဒီပြလောက်ပါတယ်ဘက်ကလည်းတိုးပြပါတယ်ဘက်ကလည်းထိုးပြပါတယ်ပြီးရရှောက်တယ်ကျွန်တော်ဘက်ကင်းထဲမှာရှောက်သွားတယ်ပစိုးကြီးနဲ့အော်တိုကြီးတောင်းရှောက်သွားတယ်ကျွန်တော်မိုင်းမှာဆိုလို့ဒါကျွန်တော်ကားမဲ့တေယုံကြီးရဲ့ရှေ့ပေါက်ဖို့ခင်ဗျာဟိုတင်မောင်ဆမ်းမဲဝင်းနဲ့ကျွန်တော်တို့ဟာတမင်းသားခင်တို့ပွဲပဲဖြစ်ပါတယ်ခင်ဗျာဒီမှာကားဖို့အတွက်ပြင်ဆင်နေပါပြီရုံခါနေပါပြီခင်ဗျာရုံခါနေပါပြီပြီးတော့ဒါကျွန်တော်ရဲ့နောက်ပိုင်းမြင်ကွင်းလေးပါခင်ဗျပွဲသေးတဲ့မှာလူတွေပွဲနဲ့ကျွန်တော်တို့ပွဲကိုလာနေပါပြီခင်ဗျာဒါကျွန်တော်တို့ဟာတမင်းသားခင်တို့ပွဲရဲ့ချစ်စရာတလေးလေးပေါ့ခင်ဗျာကာကနီမှာအဖေစရာတွေကိုကြော့တယ်ပြီးရင်ကျွန်တော်ရဲ့ trademark ကလေးပေါ့ဗျာโอเคပြီးတော့ကျွန်တော်ကိုတလက်ကနေနဲ့စိတ်ထိုးနေတာเนาะပြင်မှန်းပြီးတော့စိတ်ထိုးချိန်မှာကျွန်တော်တွားပြီးတော့ကြော့တယ်လက်တစ်ဖက်တည်းနဲ့ကျွန်တော်ပြန်ပြီးတော့ကောင်းကြီးပေးပါတယ်ပြီးတော့ကိုစီစီကိုတက်တရက်တမနက်ဝါရတဘာရကြီးရဲ့သူတိုင်းကိုလူလေးကြော့ပြီးတော့မှစင်မော်တက်တာကျွန်တော်တို့ရဲ့ဒလေးတစ်ခုပါခင်ဗျအပိသက်များကြည့်ရှုခံစားလို့ရအောင်တင်ပြဖြစ်ပါတယ်ခင်ဗျာကဲပွဲစထွက်ပါပြီခင်ဗျာကဲဗီယက်နမ်ကလေးအာဆီယံကလေးကနေပါပြီခင်ဗျာမကြခင်ကျွန်တော်လည်းရောက်ပါတော့မယ်ခင်ဗျာကျွန်တော်လှလားခင်ဗျာနောက်မှကိုတလဲဒါလေးလိုက်စနေပါတယ်ဒါတော့ကိုတလဲရဲ့သမီးလေးပါခင်ဗျာချစ်စရာမွန်မလေးပါဒါတော့လူရှင်တွေပြူတူဆိုမအေးအောင်ပါခင်ဗျာကဲကျွန်တော်မြန်မာတန်လေးထွက်ပါတော့မယ်ခင်ဗျာကြည့်ရှုအပ်ပေးရတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတတ်တာ